ကဲဒီနေ့တော့ဘူးဆာမှာတွေ့ခဲ့ကြတဲ့ Trump နဲ့ Xi Jinping တို့ရဲ့အရေးပါတဲ့တွေ့ဆုံမှုအကြောင်းလေးအထူးချုံကြည့်လိုက်အောင်ဒီတွေ့ဆုံမှုကကမ္ဘာစီးပွားရေးထိပ်သီးနိုင်ငံခေါင်းဆောင်လေး6နှစ်တွင်ပထမဆုံးလူကိုယ်တိုင်တွေ့ချတာပါတင်မာနေတဲ့အမေရိကန်တရုတ်ဆက်ဆံရေးကိုတည်ငြိမ်အောင်လုပ်ဖို့ရည်ရွယ်ခဲ့တာပေါ့နှစ်ဖက်လုံးကကောက်ပြင်းစကားတွေပြောပေမဲ့ပူးတွဲကြီးညာချက်တော့မထွက်ခဲ့ပါဘူးဟုတ်ပြီပထမဆုံးအချက်တိကျတဲ့သဘောတူညီမှုတကြို့ရခဲ့တယ်တရုတ်ဘက်ကအမေရိကန်ပဲပစ်ဇက်ပြောင်းဝယ်ဖို့ဖန်တန်နေတာတုပစီထိန်ချုံမှုရေးပါတပ်တူတွင်ထကန်တမှုတနစ်ဆိုင်ကန်ဖို့ကတိပေးတယ်အပြာလအမေရိကန်ကအကောက်ခွန်10ရာခိုင်နှုန်းလျှော့ပြီး49ရာခိုင်နှုန်းဖြစ်စီခဲ့တယ် Section 301စုံစမ်းမှုကိုလည်းဆိုင်းငံ့ခဲ့တယ်ထိုင်ဝမ်ကိစ္စတော့မပါခဲ့ဘူးဒုတိယအချက်ဒီတွဲဆုံမှုကအောက်တိုဘာလကဗနာယီတာဝန်ရှိသူတွေရဲ့ကြိုတင်ပြင်ဆင်မှုတွေကြောင့်ဖြစ်လာနိုင်ပြီးနှစ်ဖက်လုံးလက်တွေ့ကြကြဆက်ဆံလို့စိတ်ပြရတယ်Trump က2026မှာတရုတ်ကိုတောင်းမလို့ကြီးညာခဲ့တယ်လို့ရှီကလည်းနိုင်ငံဟာမိဖက်ဖြစ်တယ်လို့ပြောခဲ့တယ်ဗျာနောက်ဆုံးချက်ဒီတွေ့ဆုံမှုကတင်မာမှုတွေကိုလောလောဆယ်ရော့ကြစေပြီးပရိပတ်ခကိုရှောင်ရင်းတဲ့သဘောပြပေမယ်အရင်ခံပြဿနာတွေအထူးသဖြင့်ကဘာရားလူပွဲလို့ကိစ္စတွေကတော့ရှိနေတော့မယ်ဒါပေမဲ့တကယ်ပရိပတ်ခကိုတော့နှစ်ဖက်လုံးမလိုလားဘူးဆိုတာရှင်းပါတယ်ကဲချိုလိုက်ရရင်တော့ဘူဆန်တွေ့ဆုံမှုကနေသဘောတူညီမှုတချို့ရပြီးတင်းမာမှုခဏတော့ရောသွားစေခဲ့ပေမယ့်အမေရိကန်နဲ့တရုတ်ကြားကအခြေခံကြားတဲ့ပြိုင်ဆိုင်မှုကတော့ဆက်ရှိနေအောင်ပါပဲ